စပါးသာတန်ဆင်းသွားရင်ပရီးမီယာလိသမိုင်းတစ်လျှောက်အဆိုးအဆုံးမှတန်ဝင်သွားမှာပါအားလုံးပဲမင်္ဂလာပါဘောလုံးချန်ပီယံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိရာသီမှာတော့စပါးတင်ကိုဘယ်တကြားမင်းလာခဲ့မရတော့တဲ့ခြေနေမျိုးဖြစ်နေတာအားလုံးသိပါအသင်းကြီးတသင်းအနေနဲ့ပရီးမီယာလိနောက်ဆုံး73ဝဲဆက်နိုင်ပွဲမရရှိထားသလို2026ခုနှစ်အတွင်းတပွဲမှနိုင်ပွဲမရသေးတာကတော်တော်လေးကိုလက်ခံရခက်တဲ့အနေထားပါစပါးဒီရာသီမှာအသင်းကိုမြောင်းတယ်မြောက်အောင်ကယ်တင်ပေးဖို့အတွက်ဒီပြပြောင်းလဲသုံးအထိပြုလုပ်ထားတဲ့အသင်းပါဒါအပြင်ကွန်နာကလာကစာဘီဆိုင်မွန်ကိုလိုမူဝါနီစားတဲ့ထိပ်တန်းကစားသမားများကိုငွေကြေးများများသုံးဆွဲပြီးခေါ်ယူထားတဲ့အသင်းပါဒါပေမဲ့အသင်းကြီးလည်းမနိုင်စရာအုပ်ဆုံးကအသင်းငယ်တွေကိုလည်းရှုံးနေတဲ့စပါးရဲ့ဖြစ်ကတော့လက်ရှိမှတ်ပေးစရာဆင်းဆက်ခွန်မှာရမှတ်30နဲ့တန်းစစ်ဆောင်ကဝက်ဆန်နဲ့တမကွာကနေချက်တည်နေတာဖြစ်ပါတယ်တကယ်လို့လာမယ့်ဆန္ဒလန်းတဲ့ပွဲကိုသာထပ်ပြီးရှုံးနိုင်မယ်ဆိုရင်စပါးတို့တေချာပေါက်တန်းစင်းဆောင်နဲ့ရောက်သွားတော့မှာပါစပါးသာဒီယာတီတန်းစင်းသွားခဲ့ရင်ပရီးမီယာလိသမိုင်းတစ်လျှောက်အကြီးမားဆုံးရိုက်ခတ်မှုဖြစ်လာမှာပါဘာကြောင့်လဲဆိုရင်စပါးဟာအသင်းစတင်တည်ထောင်တဲ့နေ့ကစပြီးဒီယာတီတာတန်းစင်းမှုပါတယ်အဲ့ဒီယာတီကလွန်ခဲ့တဲ့1986-89ယာတီကဖြစ်ပြီးတကယ်လို့လက်ရှိယာတီမှာသာတန်းစင်းသွားခဲ့ရင်နှစ်ပေါင်း49နှစ်ကြာမှပထမဆုံးချိန်ထပ်မံတန်းစင်းသွားမှာဖြစ်ပြီးအသင်းရဲ့ဂုဏ်သိက္ခာကလည်းဟိုးအောက်ဆုံးထိထိုးကျသွားမှာဖြစ်ပါတယ်နိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုတနေရာထဲမှာအဆိုးဆုံးလေးလေးစော့ကစားခြင်းတော့ဝေချေပိုင်းဆိုင်ရာတရားခိုင်လုံးယုံကြည်စိတ်ချရတဲ့ဘောလုံးချန်ပီယံရဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်ဖြစ်တဲ့3992586046ခုမှာဆက်သွယ်စော့ကစားလို့ရပါတယ်ခင်ဗျာဒါအပြင်ပရီးမီယာလိရဲ့အင်အားကြီးထေဆုံး6သင်းအဖြစ်သတ်မှတ်ထားတဲ့ဂုဏ်ဘိုးဟာလည်းမြောင်းထဲရောက်သွားတော့မှာဖြစ်ပါတယ်ဂုဏ်သိက္ခာရအဖက်ဆိတ်လို့မရတော့တဲ့အခြေအနေမှာချန်ပီယံရှစ်မှာတော့ဘယ်ကစားသမားကမှဒုက္ခခံပြီးကစားမှမဟုတ်တာကြောင့်အသင်းရဲ့အမာခံကစားသမားတွေဖြစ်တဲ့ရိုမဲရိုနဲ့ဗန်ဒီဗန်တို့လိုကစားသမားတွေကအစာထွက်ခွာကြမှာဖြစ်ပါတယ်ဒါအပြင်အသင်းကိုစပွန်ဆာပေးထားတဲ့ Nike နဲ့ AI တို့ကလည်းတန်းဆင်းသွားရင်စပွန်ဆာကြီးရှော့ချရမယ်ဆိုတဲ့စီမင်းစည်းကမ်းတွေရှိနေတာကြောင့်စပါးတို့စီးပွားရေးအတော်လေးကျရိုက်သွားမှာဖြစ်ပါတယ်အဆိုးဆုံးကတော့စပါးဆိုတဲ့ကလပ်အသင်းနာမည်ပြတ်သွားတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်